အားလုံးပဲမင်္ဂလာပါငပြင်းမအချင်းစီပြန်ချက်နီလေးပြောပြပေးပါမယ်ငပြင်းမကိုအယိုးများလို့တချို့ကကြိုက်ပြီးမယ်တိတ်မချက်စားဖြစ်ကြပါဘူးเนาะတကယ်စားကောင်းတဲ့ငါးပါကျမကတော့အယိုးကိုဘီးစုတောင်အယိုးကိုငါးလုတ်ထဲကနေထုတ်ထားလိုက်ပါတယ်အဲ့ဒါဆိုလို့ရှိရင်စားတဲ့အခါမှာအလဲယိုးပဲကြံမှာတော့တယ်အဲ့ဒါအယိုးထုံနီးကိုတော့ရိုက်ပြဖို့မိသွားလို့နောက်တစ်ခါချက်ဖြစ်တဲ့အခါကျရင်ထုံနီးလေးမျှဝေပေးပါမယ်ရှင်အရန်လွယ်ကူပါတယ်ဓားလေးနဲ့ဟိုဘက်ဒီဘက်ရှက်ပြီးတော့ထုတ်လိုက်ရုံပါပဲအရင်ချက်ဖို့အတွက်စက်သွန်ကြီးရဲ့ကိုရောထားပါမယ်ပြီးလို့ရှိရင်စီကိုပူပေးပြီးတော့စီတက်ပါမယ်ခရမ်းချင်းလေးပပလေးထားမယ်မကြီးမဲ့လေးစိန်ထားမယ်ရှမ်းနံလေးအသင့်လောက်ထားပါမယ်စက်သွန်လေးရဲလာပြီဆိုလို့ရှိရင်မြေပြီးစိမ့်မှုလေးထည့်ပါမယ်ရှင်မြေပြီးစိမ့်မှုလေးရဲ့စက်သွန်လေးနဲ့စီတက်တာမှုလာပြီဆိုလို့ရှိရင်ခရမ်းချင်းလေးထည့်ပါမယ်ရှင်ခရမ်းချင်းလေးနူးလာအောင်ဂျူလေးတိုင်းနဲ့ထည့်ပြီးတော့ခရမ်းချင်းလေးကိုခြေပေးပါမယ်ခရမ်းချင်းလေးမူဖို့တဲစီအနည်းငယ်ထည့်ပါမယ်ရှင်။ကျန်းကျင်လေးကိုခြေရလွယ်အောင်လို့ပါ။အဲ့ချိန်မှာစားရဟင်းခမလေးထားတယ်ထည့်ပြီးတော့ကျန်းကျင်လေးကိုအုပ်ထားပြီးတော့နူးလာပြီးဆိုရင်စုံလေးနဲ့ဖိပြီးခြေပေးပါမယ်။ခရမ်းကျင်လေးခြေလာပြီးစီလေးလည်းပေါက်လာပြီဆိုလို့ရှိရင်စားစနစ်နေထားတဲ့ငါးလေးကိုထည့်ပါမယ်ရှင်ပြီးလို့ရှိရင်အသားအရာလေးပဲငါးအောင်မကြည့်အောင်ခရမ်းကျင်လေးအနှစ်လေးနဲ့နေကလေးလေးလုံးမိလိုက်ပါမယ်ရှင်ငါးနူးအောင်လို့ရေလေးပါနည်းငယ်ထည့်ပါမယ်ဒီလေးနည်းငယ်ထည့်ပြီးတော့ငါးကိုအထက်အောက်လှန်ပြီးတော့အုပ်ထားလိုက်ပါမယ်ရှင်နားနေအိုးဖုံးလေးကိုဖွင့်ကြည့်လို့ငါးလေးစီလာပြီဆိုလို့ရှိရင်ဇုံးနဲ့မမှုရတော့ဘဲနဲ့အိုးအခါရလှုပ်ပြီးပါမယ်အောက်ကိုမကန့်အောင်လို့ပါဟိုဘက်ကတစ်ဖက်လှုပ်ဒီဘက်ကတစ်ဖက်လှုပ်ကျွန်မကတော့ဗီဒီယိုရိုက်နေလို့လက်ကိုတိတ်ကန်နေတာလို့ကအမှန်ဆုံးလက်ကိုင်းနှစ်ခုကိုကန်ပြီးလှုပ်ပြီးပိုကောင်းပါဘူးအပါရလေးအဲ့လိုလေးလှုပ်ပြီးတော့အိုးပုံအုပ်လိုက်ပြန်အုပ်လိုက်အဲ့လိုပုံစံမျိုးလေးလုပ်ပြီးပါမယ်။အစီပြန်လာပြီဆိုလို့ရှိရင်မကြီးနဲ့လေးဖြောထားတာလေးကိုလောင်းထည့်ပါမယ်။ဒီခဏပြန်ဖုံးအုပ်ထားပါမယ်။လှုပ်ပြီးပါမယ်ဆိုရင်ငါဟာပုံလည်းမပြတ်ပါဘူးအောက်လည်းမကတ်ပါဘူးရှင်။တစ်ခေါက်ပဲလှမ်းပါမယ်အထက်အောက်ကိုငါးလေးစီပြန်လာပြီဆိုလို့ဒီရေလဲ6ပြီးစီလဲပြန်ပြီးငါးလဲကြက်ပြီးဆိုရှမ်းနဲ့နိုင်လေးအုပ်ပြီးရင်အသင်စားလို့ရပါပြီ။